MiG-29 လေယာဉ်ကိုဆိုဗီယက်ခေတ်ကနေစပြီးတော့ကောင်းကင်ရဲ့ဘီရင်ဆိုပြီးတော့တင်စားပြီးတော့ခေါ်ကြပါတယ်။သူ့ကိုနာမည်ပြောင်နှစ်နေနေနဲ့ Fokker လို့ခေါ်ပါတယ်။မြန်မာလိုဆိုရင်တော့အဓိကဗဟိုချက်လို့ခေါ်ပါတယ်။ဘာလို့ Fokker လို့ခေါ်တာလဲဆိုတော့ရုရှားအနေနဲ့မဖြစ်တဲ့ခင်မှာဆိုဗီယက်ပြည်ထောင်စုအနေနဲ့ရှိပါတယ်။အဲ့လိုဆိုဗီယက်ပြည်ထောင်စုအနေနဲ့ရှိတော့မှသူက MiG-29 လေယာဉ်ကိုအသုံးချပြီးတော့စစ်မြေပြင်မှာကောင်းကောင်းစစ်တိုင်နိုင်ပါတယ်။အဲ့ဒါကိုကြည့်ပြီးတော့ NATO နဲ့အနောက်အုပ်စုတွေကဒီ MiG-29 လေယာဉ်ကိုနာမည်ပြောင်အနေနဲ့ Fokker လို့သတ်မှတ်ပေးလိုက်တာပဲဖြစ်ပါတယ်။ MiG-29 လေယာဉ်ကလည်းစစ်မြေပြင်မှာကောင်းကောင်းအသုံးချနိုင်တာမို့လို့1980နောက်ပိုင်းကနေစပြီးတော့ဒီနေ့အချိန်ထိကိုပဲနာမည်ကြီးနေရပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ပထမဆုံး MiG-29 series ဖြစ်တဲ့ Fokker E အကြောင်းကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ Flying ရဲ့အကမှာကြိုဆိုပါရစေ။ဟုတ်ပြီ MiG-29 အကြောင်းကိုမပြောသေးခင်မှာပထမဆုံးသူ့ရဲ့တမိုင်းကြောင်းစပြီးတော့လေ့လာကြည့်အောင်။1960နောက်ပိုင်းမှာအမေရိကန်နိုင်ငံကနေပြီးတော့ F-50 တို့ F-60 တို့လိုမျိုးခေတ်မီဖိုက်တာတိုက်ခိုက်ရေးလေယာဉ်တွေကိုထုတ်လုပ်လာနိုင်ရပါတယ်။အဲ့ဒီအခါမှာသူ့ရဲ့ပြိုင်ဘက်နိုင်ငံဖြစ်တဲ့ဆိုဗီယက်ပြည်ထောင်စုကလည်း F-50 တို့ F-60 တို့ကိုရှင်ပြီးတော့ fight နိုင်မဲ့လေယာဉ်လိုအပ်လာပြီဆိုတာကိုသူတို့စဉ်းစားလာကြပါတယ်။ F-50 တို့ F-60 တို့ကိုရှင် fight နိုင်ဖို့ဆိုရင်လေယာဉ်အချင်းချင်းလေပေါ်မှာရှင်ပြီးတော့ fight နိုင်မဲ့လေယာဉ်မျိုးစားတနည်းအားဖြင့်အဲ့ဒါကိုကျွန်တော်တို့က dog fight လို့ခေါ်ပါတယ်။အဲ့လိုမျိုးလေပေါ်ကနေပြီးတော့စစ်ကစားနိုင်မဲ့လေယာဉ်မျိုးစားကိုထုတ်လုပ်ဖို့လည်းလိုတယ်။ပြီးရင်လေယာဉ်ကနေပြီးတော့မြေပြင်ပေါ်ကိုပြစ်တဲ့အခါမှာလည်းကောင်းကောင်းပြစ်နိုင်မဲ့လေယာဉ် air to ground ကိုကောင်းကောင်းပြစ်နိုင်မဲ့လေယာဉ်မျိုးကိုသူတို့ကထုတ်လုပ်ဖို့အတွက်စီမံကိန်းချပြီးတော့စဉ်းစားလာကြတာပဲဖြစ်ပါတယ်။အဲ့လိုမျိုးစီမံကိန်းချပြီးတော့စဉ်းစားလာကြတဲ့အခါမှာနောက်ဆုံးကြတော့သူတို့ကလေယာဉ်စီးရီး2မျိုးထုတ်လုပ်ဖို့အတွက်ဆုံးဖြတ်လိုက်ကြပါတယ်။ပထမဆုံးစီးရီးကတော့ဆိုဗီယက်ပြည်ထောင်စုကနေပြီးတော့ပြည်ပနိုင်ငံကိုသွားပြီးတော့တိုက်မယ်ဆိုရင်ကီလိုမီတာအဝေးကြီးကိုသွားပြီးတော့တိုက်နိုင်မယ်။အဲ့လိုကီလိုမီတာ200တို့250တို့အဲ့ပတ်ဝန်းကျင်ကိုကောင်းကောင်းတိုက်နိုင်မယ်လေယာဉ်အဲ့ဒီလေယာဉ်အတွက် Su-27 ဆိုတဲ့အမျိုးအစားကိုထုတ်လုပ်မယ်။ပြီးရင်ကိုယ့်ရဲ့ပြည်တွင်းမှာဆိုရင်ကောင်းကောင်းအသုံးချနိုင်မယ်ကောင်းကောင်းအစစ်ကစားနိုင်မဲ့လေယာဉ်အတွက်ကို MiG-29 ဆိုတဲ့လေယာဉ်ကိုထုတ်လုပ်ဖို့အတွက်သူတို့ဆုံးဖြတ်လိုက်ကြတာပဲဖြစ်ပါတယ်။ရှင်းရှင်းပြောရမယ်ဆိုရင်နိုင်ငံပြင်ပအဝေးကြီးကိုသွားမယ်ဆိုရင် Su ဆိုတဲ့အမျိုးအစားကိုသုံးမယ်။နိုင်ငံအတွင်းပတ်ဝန်းကျင်မှာရှိတဲ့နေရာတွေကိုတိုက်မယ်ဆိုရင် MiG ဆိုတဲ့အမျိုးအစားကိုသုံးမယ်ဆိုပြီးတော့သူတို့စဉ်းစားလိုက်ကြတာပဲဖြစ်ပါတယ်။သူ့ကိုဘာလို့ MiG ဆိုတဲ့နာမည်ပေးလိုက်တာလဲဆိုတော့လေယာဉ်ကိုဒီဇိုင်းဆွဲတဲ့ Anton Magoran နဲ့ Mikhail Gurevich တို့ရဲ့နာမည်နှစ်ခုကိုပေါင်းဆက်ပြီးတော့ MiG ဆိုတဲ့နာမည်ပေးလိုက်တာပဲဖြစ်ပါတယ်။ Magoran ကနေပြီးတော့ Mi ဆိုတဲ့နာမည်လေးကိုယူလိုက်တယ်။ Gurevich ကနေပြီးတော့ G ဆိုတဲ့နာမည်လေးကိုယူလိုက်တယ်။အဲ့နာမည်နှစ်ခုကိုပေါင်းပြီးတော့ MiG ဆိုတဲ့လေယာဉ်စီးရီးကိုထုတ်လုပ်လိုက်တာပဲဖြစ်ပါတယ်။ဟုတ်ပြီလေယာဉ်တမိုင်းကြောင်းကိုရှင်းပြပြီးပါပြီဆိုတော့လေယာဉ်ဒီဇိုင်းပိုင်းကိုဆက်ပြီးတော့ရှင်းပြမယ်။လေယာဉ်ဒီဇိုင်းပိုင်းမှာဆိုရင်လေယာဉ်တောင်ပံကိုလေယာဉ်ကိုယ်တည်းရဲ့အလဲတက်တယ်မှာတက်ထားပဲဖြစ်ပါတယ်။ပြီးရင်တောင်ပံကိုအနောက်ကို40 degree နောက်ကိုကွေးထားပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူက high speed ပြန်နိုင်အောင်လို့ဖြစ်ပါတယ်။ပြီးရင်လေယာဉ်ရဲ့ဦးအောင်ပိုင်းဖြစ်တဲ့လေယာဉ်ချိတ်ဘူးကိုလည်းတမင်ချွန်ထားပါတယ်။အဲ့ဒါဘာဖြစ်လို့လဲဆိုတော့မြန်နှုံးမြင့်တိုက်ခတ်မှုတွေမှာကောင်းကောင်းထိန်းချုပ်နိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။သူ့ရဲ့အင်ဂျင်မှာဆိုရင်တော့ RD-33 အင်ဂျင်နှလုံးကိုတက်ဆင်ထားတာပဲဖြစ်ပါတယ်။လေယာဉ်တစ်ခုခုဖြစ်လို့အင်ဂျင်တစ်လုံးပြတ်သွားရဆိုရင်တော့မှပဲနောက်တစ်လုံးနဲ့ဆက်ပြီးတော့ဆင်းသက်နိုင်အောင်လို့ဒီဇိုင်းဆွဲလုပ်ထားတာပဲဖြစ်ပါတယ်။ MiG-29 နဲ့မှာရှိတဲ့အင်ဂျင်ထဲကိုလေဝင်တဲ့အပေါက်တွေဖြစ်တဲ့ air intake တွေကတော့ထူးခြားပါတယ်။အဲ့ဒါဘယ်လိုထူးခြားလဲဆိုတော့ main air intake နဲ့ auxiliary air intake ဆိုပြီးတော့ air intake 2မျိုးရှိပါတယ်။ main air intake ကလေယာဉ်ကိုယ်ရဲ့အောက်နားလေးမှာရှိတယ်။ auxiliary air intake ကလေယာဉ်တောင်ပံရဲ့အပေါ်နားလေးမှာရှိတာပဲဖြစ်ပါတယ်။ MiG-29 လေယာဉ်ကိုပထမဆုံးပြန်တက်တော့မယ်ဆိုရင် main air intake ကိုပိတ်ပြီးတော့ auxiliary air intake နဲ့ပဲတက်ပါတယ်။လေယာဉ်အပေါ်ရောက်သွားပြီးပြန်နိုင်သွားပြီဆိုရင်တော့ auxiliary air intake ကိုပိတ်ပြီးတော့ main air intake နဲ့ပဲပြန်ပြီးတော့တက်ပါတယ်။အဲ့လိုဘာကြောင့်လုပ်လဲဆိုတော့ foreign object damage FOD လို့ခေါ်တဲ့မဆိုင်တဲ့ပစ္စည်းအသေးမွှားလေးတွေကအင်ဂျင်ထဲကိုဝင်ပြီးတော့အင်ဂျင်ပြတ်မှာကိုစိုးရင်လို့အဲ့လိုကာကွယ်တဲ့အနေနဲ့အသုံးပြုတာပဲဖြစ်ပါတယ်။ MiG-29 လေယာဉ်မှာပိုင်းလော့ထိုင်တဲ့နေရာကို K-36 အမျိုးအစားထိုင်ကုန်ကိုသုံးထားပြီးတော့လေယာဉ်အရန်နှိမ့်တဲ့အခါမှာတော့မှပဲခုန်ထွက်နိုင်အောင်လို့ဒီဇိုင်းဆွဲထားပါတယ်။ပြီးတော့ MiG-29 Fokker A ကစီတိုင်းကြီးအပေါ်မပါဘဲနဲ့တော့မှပဲကီလိုမီတာ1500ကိုအစ်စ်ပြန်နိုင်ပါတယ်။မိုင်အနေနဲ့ပြောမယ်ဆိုရင်မိုင်ပေါင်း930မိုင်ကိုအစ်စ်ပြန်နိုင်တာပဲဖြစ်ပါတယ်။သူ့ရဲ့စီတိုင်းကြီးမှာဆိုရင်တော့လီတာပေါင်း4300လီတာတောင်မှပဲစန့်ပါတယ်။ဟုတ်ပြီလေယာဉ်ဒီဇိုင်းပိုင်းကိုရှင်းပြပြီးပါပြီဆိုတော့သူ့မှာတက်ဆင်အသုံးပြုထားတဲ့လက်နက်တွေနဲ့တက်လို့ရမယ်အသုံးပြုနိုင်မဲ့လက်နက်တွေကိုထပ်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ MiG-29 မှာလေယာဉ်ပစ်စက်တနက်အနေနဲ့30 mm ကြည်စံကိုအသုံးပြုထားတဲ့ GSH 301ဆိုတဲ့စက်တနက်ကိုတက်ဆင်ထားတာပဲဖြစ်ပါတယ်။အဲဒီစက်တနက်မှာကြည်စံပေါင်း150လောက်ဆန့်နေအဓိကအနေနဲ့တော့လေယာဉ်ချင်းပြစ်တဲ့ air to air dog fight တွေမှာအဓိကအသုံးပြုတာပဲဖြစ်ပါတယ်။
ဒီနေရာမှာကျွန်တော် dog fight ဆိုတာလေးကိုထပ်ပြီးတော့ရှင်းပြမယ် dog fight ဆိုတာလေချင်းကျွန်တော်တို့ fight တဲ့အခါမှာခွေးနှစ်ကောင်ဝိုင်းပြီးတော့ကြိုက်တယ်လို့ပဲဟိုဘက်က fight လိုက်ဒီဘက်က fight လိုက်အဲ့လိုမျိုးတိုက်ခိုက်တာကိုကျွန်တော်တို့က dog fight လို့ခေါ်ပါတယ်ထပ်ပြီးတော့ mid တွင်နေတဲ့လေရင်မှာဘုံတွေ rocket တွေ missile တွေကိုလည်းထပ်ပြီးတော့တက်ဆင်လို့ရပါတယ်သူတို့ဘယ်နေရာမှာတက်လဲဆိုတော့လေရင်တောင်မှန်ရဲ့အောက်နားလေးမှာဂျိတ်လေးတွေရှိပါတယ်အဲ့ဒီဂျိတ်လေးတွေကိုကျွန်တော်တို့ကပိုင်လုံလို့ခေါ်ပါတယ်အဲ့ဒီပိုင်လုံလေးတွေမှာဘုံတွေ rocket တွေ missile တွေကိုတက်ဆင်ပြီးတော့အသုံးပြုနိုင်တာပဲဖြစ်ပါတယ် mid 29 foreground A မှာဆိုရင်တော့ဘုံတွေ missile တွေတက်ဖို့အတွက်ပိုင်လွန်6ခုတောင်ပါပါတယ်ဘုံအနေနဲ့ဆိုရင်တော့ FAB 50နဲ့ FAB 250ဆိုတဲ့ဘုံတွေကိုတက်ဆင်ပြီးတော့အသုံးပြုလို့ရပါတယ်မဇိုင်းအနေနဲ့ဆိုရင်တော့ R27 R60 R73 နဲ့ R77 မဇိုင်းတွေကိုတက်ဆင်ပြီးတော့အသုံးပြုနိုင်တာပဲဖြစ်ပါတယ် rocket အနေနဲ့ဆိုလဲ BHM1 80mm rocket တွေကိုတက်ဆင်ပြီးတော့အသုံးပြုနိုင်တာပဲဖြစ်ပါတယ် January အနေနဲ့ပြောပြမယ်ဆိုရင် mid 29 foreground A က pilot တစ်ယောက်ပဲစီးလို့ရပါတယ်လေယာဉ်ဆိုင်အနေနဲ့ပြောမယ်ဆိုရင်လေယာဉ်ရဲ့အရှည်ကတော့7.3 မီတာရှိပြီးတော့လေယာဉ်တောင်ပိုင်းရဲ့အရှည်ကတော့17.36 မီတာရှိပါတယ်။အဲ့ဒီအရွယ်စားကိုကျွန်တော်ပတ်ဝန်းကျင်မှာကြည့်မယ်ဆိုရင်ဘတ်စကတ်ဘောကွင်းတစ်ဝင်းရဲ့တဝက်ကျော်စားလောက်ကိုရှိပါတယ်။ဒါကတော့ mid 29 foreground A ရဲ့ဗဟုသုတအားလုံးကိုကျွန်တော်ရှင်းပြပေးသွားတာပဲဖြစ်ပါတယ်။မိတ်ဆွေတို့ရောဘယ်လိုထင်လဲ။မိတ်ဆွေတို့ရဲ့ထင်မြင်ချက်ကိုအောက်က comment မှာမျှဝေနိုင်ပါတယ်။အာရုံစိုက်ပြီးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်တစ်ပုဒ်မှာပြန်ဆောင်ကြမယ်။